အားလုံးပဲမင်္ဂလာပါရှင်ဖူပိုင်ပီကီကနေကြိုဆိုလိုက်ပါရစေဒီနေ့တော့မန္တလေးထိုးမုံလေးလုပ်ပြပေးပါမယ်ရှင်ချိုချိုစိမ့်စိမ့်နဲ့ကလေးလူကြီးမရွေးကြိုက်တဲ့မုံလေးဖြစ်လို့အပြင်ကနေခဏခဏဝယ်စားဖြစ်ပါတယ်ဒီနေ့တော့အိမ်မှာတင်မဲ့လှုပ်ရှားကြည့်ပါမယ်ရှင်အရင်ဦးဆုံးပေါင်းဝင်ပစ္စည်းလေးတွေကိုပြောပြပေးပါမယ်ဒီနေ့လုပ်ဖြစ်တဲ့အချိုးစားလေးကတော့ကောင်းညင်3ခွက်တီဟိုစီစပစ်ချောက်ထောပတ်အနှဲငယ်စီကိုတော့ထမင်းစားစွမ်းနဲ့ငါးစွမ်းသုံးထားပါတယ်အုံနို့2ခွက်ဒီနေရာမှာမိမိကြိုက်နဲ့တက်တဲ့ခွက်နဲ့ချိန်ပြီးတော့ထည့်လို့ရပါတယ်တကြား1ခွက်စားလက်ဖက်စားစွမ်းနဲ့တစွန်းရေ1ခွက်ခွဲကိုတုံထားပါတယ်အချိုးစားချိန်တဲ့နေရာမှာတော့ခွက်ကိုတစ်မျိုးတည်းနဲ့ပဲချိန်ပေးပါကောင်းညင်တကြားအုံနို့တို့ကိုရောပြီးတော့မွေထားပေးပါမယ်ရေကိုတော့နည်းနည်းချင်းစီထည့်ပေးပါမယ်စားထည့်ပါမယ်ကောင်းညက်မုံလေးတွေကျဉ်ညက်တဲ့အထိတည်တည်ချာချာလေးမွေထားပေးရပါမယ်အခုလိုနေထားလေးဆိုရင်တော့ရပါပြီထုံမုံလုံးမဲ့တဲဦးလေးတွေကိုစကားလေးနဲ့စစ်ပြီးတော့ထည့်ထားပေးပါမယ်မီးခအေးအေးအနေထားလေးနဲ့ပဲကြိုးပေးပါမယ်ကောင်းညင်းကမီးနဲ့တွေ့သွားရင်ချက်ချင်းလုံးသွားတတ်တာမို့လို့မီးအေးအေးလေးနဲ့ပဲစိတ်ရှိရှိကြိုးပေးရပါမယ်ကောင်းညင်းလေးတွေကတဖြည်းဖြည်းနဲ့ပြစ်ပြီးတော့လုံးလာပါပြီခဏနာလေးထိုးပြီးတော့မွေထားပေးပါခုလိုအနေထားလေးဆိုရင်တော့စီထည့်ပေးပါမယ်စီနဲ့ကောင်းညင်းသားလေးတွေတသားလေးဖြစ်သွားအောင်လို့ခဏနာလေးထိုးပြီးတော့မွေပေးပါစီထည့်လိုက်တဲ့အချိန်မှာတော့မုံသားလေးတွေကကွဲထွက်လာတတ်ပါတယ်ခဏနာလေးမွေပြီးသွားရင်တော့စီနဲ့မုံနဲ့တသားလေးဖြစ်သွားမှာပါခုဆိုရင်တော့စီနဲ့မုံနဲ့တဖြည်းဖြည်းနဲ့တသားလေးဖြစ်လာပါပြီ။ကျောင်းမတစ်ချောင်းနဲ့အားမရလို့နှစ်ချောင်းနဲ့တီတီချာချာလေးထိုးပြီးတော့မွေပေးပါတယ်။ထောပတ်ထည့်ပါမယ်။ခဏနာလေးတီတီချာချာနှံ့နေအောင်ထိုးပြီးတော့မွေပေးပါတယ်။အဲ့ဒါမှထုံမုံသားလေးကညက်ပြီးတော့ဤပြီးစားကောင်းပါပါ။
ဒီနေရာမှာနို့စီအရသာကြိုက်တယ်ဆိုရင်လည်းနို့စီလေးတွေထည့်ပြီးတော့ထိုးလို့ရပါတယ်မုံသားလေးတွေကတဖြည်းဖြည်းနဲ့ကြည်ပြီးတော့ဤလာပါပြီဒီဟိုစီလေးတွေထည့်ပါမယ်စပစ်ချောက်လည်းထည့်ပေးပါမယ်ပြီးရင်တော့ထပ်ပြီးတော့နာနာလေးထိုးပေးပါမယ်စပစ်ချောက်နဲ့တီဟိုစီလေးတွေနှံ့သွားပြီဆိုရင်တော့ထိုးမုံလေးရပါပြီခုဆိုရင်တော့ချိုချိုစိမ့်စိမ့်လေးနဲ့စားလို့အရန်ကိုကောင်းတဲ့ထိုးမုံလေးရပါပြီ။အုံသီးဆန်ကြိုက်တယ်ဆိုရင်လည်းအပေါ်ကအုံသီးဆန်ကြော်လေးတွေဖြူပေးလို့ရပါတယ်။ပါဝင်ပစ္စည်းများများစားစားမဟုတ်ဘဲနဲ့ခက်နန်နာလေးထိုးပေးရုံနဲ့စားလို့ကောင်းတဲ့မုံလေးမို့လို့အားလုံးလည်းလိုက်ပြီးတော့လှုပ်ရှားကြည့်လိုက်ကြရအောင်နော်။အဆုံးထိကြည့်ရှုပေးလို့အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်။